မင်္ဂလာပါ Wealth Wisdom Trading Page မှာကြိုဆိုပါရစေ။ယခု Bitcoin ဝယ်ဖို့အချိန်မှန်ပြီလား။ Bitcoin ဈေးကွက်ဟာတိုးတက်မှုနဲ့ကျဆင်းမှုနဲ့အမြဲပြောင်းလဲနေပါတယ်။ယခုလိုဈေးကျချိန်မှာဝယ်ဖို့ကအခွင့်အရေးဖြစ်နိုင်ပါတယ်။ Bitcoin ဈေးကျနေပြီ။အခုပဲဝယ်မလား။ဒါမှမဟုတ်ဆက်ကြည့်နေမလား။ Bitcoin ဈေးနှိမ့်သွားတိုင်းတထေးဖြစ်ဖို့အခွင့်အရေးဈေးတက်မှဝယ်မလားဈေးကျချိန်မှာစတင်စုမလား correction ပြီးရင်ဖောင်းဖြစ်နိုင်တဲ့အနည်းငယ်လက္ခဏာတွေယခုပထဝယ်ထားတဲ့အကြောင်းရင်းများ Bitcoin halving ပြီးသွားပြီးတမိုင်းကြည့်ရင် halving နောက်ပိုင်းဈေးမြင့်လာတာများဖြစ်ခဲ့တယ်။ Institutional investor ဝယ်လာနေပြီးဘဏ်ကြီးတွေကုမ္ပဏီကြီးတွေကိုသိမ်းစရာစူးစမ်းနေတယ်ခန့်မှန်းချက်2025အပြီး Bit 160 200 အထိတန်ဖိုးမြင့်နိုင်တယ်။ Thin strategy တခါတဖြည်းဖြည်းဝယ်ပြီးဈေးကွက်ကိုအလိုအလျှောက်ညှိထား short term trader များအတွက် risk ထိန်းပြီး stop loss နဲ့ဝယ်ရောင်း Long term hodl 2025-2026အတွင်း Bet all time high အသစ်တင်နိုင်မလား by the dip ဒါမှမဟုတ် keep looking တင့်ထင်မြင်ချက်ကို comment မှာမျှဝေပေးပါ Forex trading crypto အကြောင်းအရာများကိုပိုမိုသိလိုပါသလား YouTube channel Wealth Wisdom Life Facebook page Wealth Wisdom Trading subscribe follow လုပ်ပြီး trading tips strategy များကိုလေ့လာပွဲကြည့်လိုက်ပါ